iPhone ဝယ်ရှင်နဲ့ iPhone ဝယ်ရှင်လို့ပါဒီဆိုင်မှာရလားဒီမှာလေ iPhone ရောင်းလားရောင်းပါတယ် ဒါလေးကဘယ်လောက်လဲ ဒါကတော့29သိန်း9တောင်းပါရှင် ဒါလေးက iPhone 14ကဘယ်လောက်တော့ iPhone 14က23သိန်း8တောင်းပါပါကင်ပေးပါနော် ဒါလေးရော26သိန်း2တောင်းပါရှင် ဟို30ကျော်မရှိဘူးလား 30ကျော်ရှိပါတယ်ဒီမှာပါဒီဟာကတော့12သိန်းပါရှင် iPhone 17 Pro Max ဟောဒါလေးကော ဒါလေးက18သိန်းပါရှင်12 Pro Max ပါ ဟောဒါလေးရော ဒါလေးကတော့29သိန်းပါ iPhone 13 Pro Max ပါ ဟောဒါလေးရော ဒါလေးကတော့ iPhone 16 Pro ပါ သူကဘယ်လောက်လဲ 8သိန်းခွဲပဲရှိမယ်ရှင် ဟောဒါလေးကြည့်ကြည့်မယ်နော် ကြည့်လို့ရပါတယ်ကင်မရာလည်းရှေ့ကောင်းတယ်နော်ဒီကလည်း ရှစ်သိန်းခွဲပဲလား ဟုတ်ပါတယ် ဖွင့်ကြည့်လို့ရလား ပြင်ကြည့်လို့ရပါတယ်ကင်မရာလည်းစမ်းကြည့်လို့ရတယ်နော် ဒါလေးပဲယူတော့မယ်